လေးရှားနိုင်ငံကသွေးစွန်းနေတဲ့အဆောက်အဦကြီးမလေးရှားနိုင်ငံရဲ့တရေအချောက်ဆုံးလို့သတ်မှတ်ထားတဲ့နေရာတွေကတစ်ခုမလေးရှားနိုင်ငံရဲ့မြို့တော်ကွာလာလမ်ပူကနေ45မိနစ်လောက်ကားနဲ့သွားမယ်ဆိုရင်ရောက်ရှိတဲ့ Genting Highline လို့ခေါ်တဲ့တောင်ပေါ်ပန်းဖြေစခန်းနားမှာရှိပြီးတော့လေးရှားနိုင်ငံရဲ့တရေအချောက်ဆုံးနေရာများတဲ့ကတစ်ခုအဖြစ်လူတွေကသတ်မှတ်ခဲ့ကြပါတယ်1990ပြည့်နှစ်ဝန်းကျင်မှာဒီ Genting Highline တောင်တန်းတွေပေါ်မှာစောက်လုပ်ရေးလုပ်ငန်းတွေစတင်ခဲ့ပြီးခမ်းနားတဲ့ဇိမ်ခံတိုက်ခန်းများစွာနဲ့ဟိုတယ်အဖြစ် UAB စတင်ခဲ့ကြတာဖြစ်ပါတယ်1996-99ဝန်းကျင်တွေထဲမှာလူတွေကစတင်ပြီးနေထိုင်ခဲ့ကြပါတယ်2000ခုနှစ်မှာတော့စောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ကဒေဝါလီခံခဲ့ရပြီးအရာအလုံးရပ်တန့်ခဲ့ရပါတယ်ဒီအဆောက်အဦရဲ့ရှယ်ယာရှင်များဒေဝါလီခံခဲ့ရပြီးတဲ့နောက်ဒီအဆောက်အဦကလည်းနှစ်ပေါင်းများစွာမပြည့်ပြည့်နိုင်တော့ပါဘူးဒီမပြီးပြတ်ရသေးတဲ့အဆောက်အဦကရာသီဥတုထံကိုနှစ်များစွာခံခဲ့ရလို့ယိုယွင်းပျက်စီးလာပြီးကြောက်မက်ဖွယ်ကောင်းတဲ့သွေးစည်းချောင်းတွေနဲ့တည်တဲ့အနီရောင်အစင်းချောင်းတွေတောင်ရည်ညှိတွေအပြင်ကြောက်စရာကောင်းတဲ့လေထုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အဆောက်အဦပတ်ဝန်းကျင်မှာလည်းဆိုဆွတ်ပြီးမြူဝဲတွေထူထပ်နေတဲ့နေရာအဖြစ်တည်ရှိနေခဲ့ပါတယ်လိုနှစ်တွေကြားမှာအမာခေါ်ဟိုတယ်အဆောက်အဦကြီးရဲ့ကြောက်စရာကောင်းတဲ့ပုံစံကြောင့်တရေပုံမြင်တွေလည်းထွက်လာခဲ့ပါတယ်ဒါကြောင့်ဒီအဆောက်အဦကိုစောက်ခဲ့တဲ့ဖွဲ့တွေကဒီကြောက်မက်ဖွယ်ကကောင်းတဲ့ပုံရိပ်တွေကိုဖယ်ရှားဖို့အတွက်အဆောက်အဦကိုမိခိုးရောင်ဆေးတုပ်ပြီးပုံစံအသစ်ဓာတ်လေကားတွေကိုပြန်လဲပြုတ်ပြင်ပြီးတော့ပြန်လဲတိဆောက်ခဲ့ပါတယ်။သူတွေကစွန့်ပစ်ခံထားရတဲ့အဲ့ဒီအဆောက်အဦရဲ့ပုံရိပ်ဆိုးတွေကိုဖယ်ရှားဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီအဆောက်အဦမှာနေထိုင်တဲ့သူတွေရဲ့စတင်ကြုံတွေ့လာရတဲ့ကြောက်မက်ဖွယ်ကကောင်းတဲ့တရေဇလန်းများစွာကနေတရေရှာဖွေသူခရီးသွားများအတွက်ဆွဲဆောင်စရာတရေ၆တဲ့ဟိုတယ်တစ်ခုအဖြစ်နာမည်ဆိုးနဲ့ကြော်ကြားခဲ့ပါတယ်ဒီအမ်ဘာခေါ်အဆောက်အဦဟိုတယ်ကြီးမှာလာရောက်နေထိုင်ကြတဲ့သူတွေကြုံခဲ့ရတဲ့ဇလန်းတွေအများကြီးပေါ်ထွက်လာခဲ့ပါတယ်Genting Highline လို့ခေါ်တဲ့နေရာကြီးတစ်ခုလုံးကကာစီနိုလောင်းကစားဝိုင်းတွေနဲ့ပြည့်နှက်နေတာဖြစ်ပြီးတော့လောင်းကစားသမားတွေကငွေကြေးရှုံးနေလို့ဘဝပြတ်သွားတဲ့အခါမိမိကိုယ်ကိုတက်တည်သွားတဲ့လောင်းကစားဝိညာဉ်တွေကခြောက်လန့်နေတဲ့ဇလန်းတွေကအများဆုံးဖြစ်ခဲ့ပါတယ်။အဲ့ဇလန်းတွေထဲမှာတော့အချို့ကဓာတ်လေကားထဲမှာကလေးတူကိုခြီထားတဲ့ခေါင်းမပါတဲ့အမျိုးသမီးတူနဲ့လူသူကင်းမဲ့တဲ့ဇင်းကြံတွေမှာအော်ဟစ်နေတဲ့အတန်တွေကိုကြားခဲ့ရတယ်လို့ဆိုပါတယ်။ချို့တွေကတော့စုံလွဲတွဲဟာဟိုတယ်ထဲမှာလမ်းလျှောက်နေပြီးတော့အဲ့ဒီစုံလွဲနဲ့အတူဧည့်သည်တွေရဲ့သပင်တွေကိုစော့ကစားတတ်တဲ့ကလေးတစ်ယောက်ပါရှိနေတယ်လို့ပြောပါတယ်။အခန်းတွေထဲမှာတော့ဗီဒီယိုထဲမှာတရက်ရောက်ရက်နေသလိုမျိုးခန်းစားချက်တွေပြီးရင်ကိုလာပြီးတော့ထိတွေ့တဲ့မသင့်တော်တဲ့ထိတွေ့မှုတွေကိုခံစားခဲ့ရတယ်လို့ပြောပါတယ်အလုပ်သမားတွေမရှိတဲ့အချိန်မျိုးမှာလဲစောက်လို့ရေးတွေပြုတ်ပြင်းနေတဲ့အတန်တွေကိုလဲကြားရတယ်လို့ဟိုတယ်မှာလာရောက်တဲ့လူတွေကဟိုတယ်ကိုသွားပြီးတော့ complain တွေတက်ကြပါတယ်အဲ့ဒီထဲမှာအဲ့ဒီအခန်းထဲမှာရန်လိုနေတဲ့အမျိုးသားတရေတကောင်ရဲ့6လန့်မှုကိုခဏခဏခံခဲ့ရပါတယ်။ချို့တွေကတော့ဒီရန်လိုနေတဲ့တရေဟာလောင်ကစားရှုံးနေသွားလို့ကိုတက်သေးထားတဲ့လူတစ်ယောက်ဖြစ်မယ်လို့ခံမှန်းကြပါတယ်။သူတစ်ဖြစ်တော့ဒီဟိုတယ်ကြီးကနေလောင်ကစားကြောင့်ရှုံးနေသွားတဲ့လူတွေရဲ့ထက်မြင့်တွေကနေခုံချသေးဆုံးသွားတဲ့လူတွေရဲ့ဝိညာဉ်တွေကအများဆုံး6လန့်နေတာဖြစ်တယ်လို့လူတွေကယခုခါမှာတော့Amber Coast က Genting Highline မှာရှိတဲ့တရေ6တဲ့ဒဏ္ဍာရီတစ်ခုဖြစ်ရှိနေပြီးတော့ budget hotel တစ်ခုအဖြစ်၎င်းဈေးပေါ်တဲ့နိုင်ငံသားအလုပ်သမားတွေအလုပ်ရှင်တွေကငှားရမ်းထားတဲ့ apartment အဖြစ်သာတည်ရှိနေပါတော့တယ်။တရေရှာဖွေသူတွေနဲ့တရေဇလန်းစိတ်ဝင်စားတဲ့နိုင်ငံသားတွေနဲ့လာရောက်လက်ပတ်တဲ့နေရာတစ်ခုအဖြစ်တော့ထင်ရှားနေပါတယ်။ဒါကတော့မလေးရှားနိုင်ငံမှာယခုလက်ရှိအထိနာမည်ကျော်ကြားနေတရေအချောက်ဆုံးနေရာတွေကတစ်ခုဖြစ်ပါတယ်။နားထောင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်